ရှင်ဒီနေ့ကတော့မှုန်နဲ့ကချင်းရက်လေးကြော်စားမှဖြစ်ပါတယ်ဒီကိုအရင်ထည့်ပါတယ်စီစူလာရင်တော့စမင်းမုံလေးကိုထည့်ပြီးရင်စစ်တော့နေလေးကိုထည့်ပြီးစီတက်ပါမယ်ရှင်စစ်တော့နေလေးကိုဟိုဘက်ဒီဘက်ထွေပြီးရင်တော့စစ်တော့နေလေးမုံလာရင်တော့မှုန်လေးကျွန်တော်ကတော့အရင်ထည့်ပါမယ်ရှင်မှုန်နဲ့ကချင်းရက်ကခဏပဲဆိုတော့လေမှုန်လည်းခဏပါပဲဒါပေမဲ့မှုန်အရင်ထည့်ပါတယ်ပြီးရင်တော့ကချင်းရက်လေးထည့်ပါမယ်ရှင်ဒီစိတ်ကစင်လာတဲ့ကြုံရတဲ့ထက်ပြီးဆုံးမွေးပြီးနှွေးနေပြီးရင်တော့အချုံမုတ်လေးအနှဲနဲ့စားလေးအနှဲနဲ့ထည့်ပါမယ်။ဒီမှာကတော့တာမန်နဲ့ပေါ်လို့ရတာမျိုးဒီကောင်မထည့်တော့ဘူးအချုံမုတ်လေးနဲ့စားလေးတော့မနည်းနည်းပဲထည့်ပါလိမ့်ရှင်။ဒီပြီးရင်တော့မင်းရဲ့စံနဲ့ဟိုမွေးပြီးနေနဲ့ဟိုနဲ့တစ်ချိန်ကျော်လေးရပါပြီရှင်။ဒီနေ့တွေ့ဖတ်စားမယ်ဟိုလေးကတော့အမေကကျန်တဲ့ငါးကြီးချက်လေးရယ်ပုံနဲ့တကယ်ရဲ့ကြော်လေးရဲ့အလုပ်တွေကချက်တဲ့ငါးနဲ့အာလူနဲ့ပေါ့နော်ခမင်းပကံကိုတော့ကြည့်လိုက်ပါအဲ့ဒီမှာကမိန်ကြီးဆက်ရည်စားတော့ပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ခမင်းပကံကြီးကအသက်ပေါ့နော်ကျေးဇူးပါ